အရင်ခေတ်ကခိုးချစ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးရဲ့ပုံပြင်တစ်ပုဒ်ကိုပြောပြပေးပါမယ်။ရွှေဦးနှင်းနဲ့ကိုဖိုးစိန်တို့ရဲ့လွတ်ဝတ်ချစ်သူပုံပြင်ဆိုနေနဲ့ကိုဖိုးစိန်တို့ရဲ့လွတ်ဝတ်ချစ်သူပုံပြင်လွန်ခဲ့တော့နှစ်ပေါင်းများစွာကမြို့ကြီးတစ်မြို့ရဲ့အစွန်အဖျားရွာလေးတီရွာနာရွှေဦးနှင်းဆိုတဲ့ရွာသူလေးတရားရှိပါတယ်။သူမကရွာလူကြီးရဲ့အတူတဲသောသမီးဖြစ်ပြီးအသားရည်ကစိုးပြီးဝင်းမော့ကရုပ်ရည်ကလည်းချောမောလာပါပါတယ်။ဖခင်ဖြစ်သူကလည်းချမ်းသာကြွယ်ဝသူဖြစ်လို့ရွှေဦးနှင်းကိုအိမ်ပြင်တောင်တိတ်မထက်စီပဲအတောင်ကျိုးနေတဲ့ရွှေငတ်လေးတစ်ကောင်လိုဂရုတစိုက်ထိမ့်သိမ်းထားပါတယ်။ဒီနေ့မှာတော့ရွှေဦးနှင်းဟာရွာသူအချင်းချင်းစုပေါင်းရေကတဲ့ရေကန်ကိုအထင်းတောင်နဲ့အတူသွားရောက်ရင်ကိုဖိုးစိန်ဆိုတဲ့တောသူလဲသမားလူငယ်တဦးနဲ့စုံမိဟဲပါတယ်။ကိုဖိုးစိန်ဟာကြံခိုင်တန်မာပြီးရိုးသားစူးစမ်းသူဖြစ်တယ်လို့ဖြောက်မှတ်တဲ့နှလုံးသားကိုလည်းပိုင်ဆိုင်ထားပါတယ်။သူတို့နှစ်ဦးဟာအကြည်ချင်းစုံပြီးစကားအနှဲငယ်ပြောမိခြင်းကစလို့တယောက်ကိုတယောက်စိတ်ဝင်စားမှုဖြစ်ပေါ်ခဲ့ကြပါတယ်။ဒါပေမဲ့ရွှေဦးနှင်းရဲ့ဖခင်ကသမီးကိုမြို့ပေါ်ကကုံထဲကြီးတဦးရဲ့သားနဲ့လက်ထပ်ဖို့စီစဉ်ထားပြီးသားပါ။ကိုဖိုးစိန်ကလည်းစီးရဲလေသမားတယောက်ဖြစ်တာကြောင့်ရွှေဦးနှင်းရဲ့ဖခင်ကအနာတော်ကက်ခွင်ပေးမှာမဟုတ်ပါဘူး။ဒီလိုနဲ့ပဲသူတို့နှစ်ဦးဟာသူတို့ရဲ့ချစ်ချင်းမေတ္တာကိုလှုပ်ဝက်စွာဆက်သွယ်ကြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ချင်းဆိုရနေရာကရွှေဦးနှင်းအင်းရဲ့နောက်ဖေးခြံစည်းယူနာကတရက်ပင်ကြီးအောက်မှာဆက်သွယ်ရေးနီလန်းကညင်းနတ်ပိုင်းမှာရွှေဦးနှင်းကအိတ်ခမ်းပဒင်းပေါက်ကနေအချက်ပြရင်ကိုဖိုးစိန်ကခြံစည်းယူအနာကိုတိုးတိုးတိတ်တိတ်ရောက်လာတတ်ပါတယ်။ညင်းနတ်တဲ့အခါလာရောင်ဖြော့ဖြော့အောက်မှာသူတို့နှစ်ဦးဟာခြံစည်းယူချပြီးတိုးတိုးတိတ်တိတ်ချက်စကားတွေပြောခဲ့ကြပါတယ်။ကိုဖိုးစိန်ကသူ့နေတာပင်ပန်းမှုတွေကိုပြောပြသလိုရွှေဦးနှင်းကလည်းဖခင်နဲ့စီစဉ်ထားတဲ့အိမ်အောင်ရေးကိုဘလောက်စိတ်ပြည့်ချောင်းရင်ဖွင့်ခဲ့ပါတယ်။သူတို့ရဲ့ချစ်ချင်းမြတ်တာကလျှို့ဝှက်လီပိုပြီးနှိပ်ရွှိုင်းခိုင်မာလာလီပါပဲ။ဒါပေမဲ့လျှို့ဝှက်ချက်ဆိုတာဘယ်တော့မှအကြာကြီးဖုံးကွယ်ထားလို့မရပါဘူး။တညမှာတော့ရွှေဦးနှင်းရဲ့အထင်းတော်ဟာသူတို့နှစ်ဦးရဲ့တွေ့ဆုံမှုကိုမတော်တဆတွေ့ရှိသွားပြီးရွာလူကြီးကိုသတင်းပို့လိုက်ပါတယ်။ရွာလူကြီးဟာအမျက်တော်ထထွက်လွန်းလို့ကိုဖိုးစိန်ကိုရွာနာတစ်ဝိုက်မလာရဲအောင်ချိန်ချောက်ဖြိုးဆိုပြီးရွှေဦးနှင်းကိုလည်းအိမ်ထဲမှာပိတ်လောင်ထားလိုက်ပါတယ်။ရွှေဦးနှင်းနဲ့ကိုဖိုးစိန်ဟာအဆက်အသွယ်ပြတ်တောက်သွားခဲ့ပေမဲ့တယောက်ကိုတယောက်ချစ်တဲ့စိတ်ကမပြေပြတ်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ရွှေဦးနှင်းဟာသူမရဲ့မင်္ဂလာပွဲနေမတိုင်ခင်ညမှာဖခင်အိမ်ကနေထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမဟာအခက်ခဲပေါင်းများစွာကိုကြော်ဖြတ်ပြီးကိုဖိုးစိန်နဲ့လှုပ်ဝက်ချင်းဆိုဖို့တရက်ပင်ကြီးစီကိုရောက်လာခဲ့ပါတယ်။တရက်ပင်အောက်မှာကိုဖိုးစိန်ဟာသူမကိုစောင့်မျှော်နေခဲ့ပါတယ်။သူတို့နှစ်ဦးဟာလက်ချင်းတွဲပြီးအားလုံးရဲ့ကန့်ကွက်မှုလူကြီးမိဘတွေရဲ့အစီအစဉ်တွေကိုကြောခဲကြိုက်ပြီးအဝဲတနေရာကိုတိတ်တဆိတ်ထပ်ပြေးတင်းရှောင်သွားခဲ့ကြတော့တယ်လို့ဆိုရရှိပါတယ်။ဒါဟာအခက်ခဲကြကရဲရဲဝံ့ဝံ့ချစ်ထည့်ကြတဲ့ရွှေဦးနှင်းနဲ့ကိုဖိုးစိန်တို့ရဲ့ပုံပြင်ပဲဖြစ်ပါတယ်။သူတို့ရဲ့ချစ်ချင်းမြတ်တာကအချစ်စစ်ဟာအတအစားလီကိုကြော်လွားနိုင်ပဲဆိုတဲ့သဘောတရားကိုဖော်ပြခဲ့ပါတယ်။ပုံပြင်လေးကိုကြိုက်ရလားရှင်။ဒီလိုမျိုးရင်ခုန်ဆွဲဒါမှမဟုတ်ကြီးကွဲကွယ်ပုံပြင်မျိုးကိုထပ်ပြီးနားထောင်ခြင်းပါသလား။